ချုပ်ခဲ့ပါတယ်ဂရီလူမျိုးစုတွေဟာငွေတော်ကြီးကနေဆင်းသက်လာတယ်လို့ယုံကြည်ထားပြီးအဲ့ဒါကိုကိုစားပြုတဲ့အနေဖြင့်လက်သမီးခုနှစ်ဖော်ရဲ့ရှောင်းထုံးနဲ့တူအောင်ခေါင်းပေါင်းပေါင်းထားခြင်းဖြစ်ပါတယ်လက်ဆွဲလက်ကောက်နဂက်ဂရီလူမျိုးတွေရဲ့ပိုင်ဆိုင်မှုကိုပြသခြင်းဖြစ်ပြီးတော့ဂရီလူမျိုးတွေဟာသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုအများအားဖြင့်ငွေထည်တွေနဲ့ပြုလုပ်ထားကြပါတယ်ဆွန်တေဆိုတာဖြင့်ကျွေးမိန်တော်တို့ဟာငွေတော်ကြီးပြန်သွားတဲ့အခါမှာကိုစားပြုတဲ့အနေနဲ့အတောင်ပံပုံစံနဲ့ပြုလုပ်ထားခြင်းဖြစ်ပါတယ်ဒီကိုရဲ့အကြောင်းရင်းကတော့အရင်ကဒူးမိန်တော်တို့ကိုမှုတ်ဆိုကဖန်ထားတဲ့အခါမှာဒူးမိန်တော်ကိုငကားကြောက်ကိုနဲ့ပတ်ထားတဲ့ကိုစားပြုပြီးလူကြီးတွေကအစုံမဲ့ရှိထားပါတယ်အရင်ကရိုနီလူမျိုးတွေဟာတောင်ထိပ်မှာနေတဲ့အတွက်ရင်ဆင်းခတ်တဲ့ချိန်တောင်ရသွားတဲ့အချိန်ဒူးခိုင်မာအောင်ဝတ်ထားခြင်းနဲ့ဒီလိုကိုသင်ပြခြင်းဖြစ်ပါတယ်ရိုနီလူမျိုးမှာချစ်စထားတဲ့ဓာတ်ကတော့ငွေဓာတ်ဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ဂရီလူမျိုးတွေရဲ့ဂရီမျိုးတွေရဲ့ကိုကာကွယ်နိုင်တဲ့ရေစွမ်းတသိရှိတယ်ဆိုတဲ့ဒေဘယ်ကိုဖော်ဆောင်ထားခြင်းဖြစ်ပါတယ်This is number 7 Mommy ပဲဖြစ်ပါတယ် Constant number 8 မော်ဆူဖြစ်ပါတယ်ရှင်ဝတ်စုံလေးကတော့မနုမနောကိုရရှိအောင်ဝတ်စုံလေးဖြစ်ပါတယ်ဝတ်စုံလေးရဲ့အဓိပ္ပာယ်ကတော့အလင်းရောင်မှာရဲဝံပြောင်ပြောင်ခြင်းနဲ့ကရင်မီလူမျိုးနဲ့ဆိုဖြစ်ခြင်းဖြစ်ပါတယ်အနက်ရောင်ကတော့တာစီကာကွယ်ခြင်းကြာရှည်ခံခြင်းနဲ့အပေးခံခြင်းလို့ကိုစားပြုပါတယ်ခါးစီအဖြူရောင်လေးကတော့ကာရင်တွေစောင့်သိခြင်းကိုကိုစားပြုပါတယ်ရှင်ခေါင်းပေါင်းလေးကတော့ဂုံရောင်ကိုပြသခြင်းဖြစ်ပါတယ်အင်ဂျီအပေါ်လာခြင်းကိုရောင်လေးကတော့မိခင်ကိုကိုစားပြုခြင်းနဲ့အမျိုးသမီးများအားတန်ဖိုးထားခြင်းကိုကိုစားပြုပါရရှင်ပလိုင်းကတော့တောင်ရအသက်မွေးဝမ်းကြောင်းတောင်ပစ္စည်းဖြစ်ပါတယ်ပလိုင်းထဲမှာစစ်ပေဒုက္ခခံရတဲ့ပုံများကိုကွန်ဘောလို့ခေါ်တဲ့ရိုးရာကျူဘက်ကတော့ကရင်လူမျိုးတွေဟာလူနဲ့ငှက်ဂိမ်းနေရာကနေဆင်းသက်လာတယ်လို့ယုံကြည်ကြခြင်းကြောင့်ဖြစ်ပါရရှင်ချုံငုံအတိတ်ပဲအနေနဲ့မနုမနောကိုရောမျိုးသမီးတွေဟာပြည့်ရည်သူများမဟုတ်လို့ကိုစားပြုပါတယ်အသက်မွေးဝမ်းကြောင်းဖြစ်တောင်ရလုပ်ငန်းကျွမ်းခြင်းနဲ့အချက်အပြုတ်အဖို့အလျှော်အောက်လက်ကြံနဲ့လက်ရက်ကန်းတွေကိုရက်ကြတဲ့လက်ရက်ကန်းတွေနဲ့လွင်အိတ်တွေကိုပြုလုပ်ကြပါတယ်အမျိုးသားအမျိုးသမီးအားလုံးဟာရိုးရာချင်းတွေပလိုင်းတွေတောင်းတွေလည်းရက်လုပ်ကြပါတယ်ဝင်းမြူရေးလုပ်ငန်းလည်းလုပ်ကြတယ်ရိုးသားကြိုးစားသူများလည်းဖြစ်ကြပါတယ်ရှင်လုံလာဝရိယလည်းကောင်းတယ်ဒါပေမဲ့အခုခါကျတော့ဒီเจ้าတွေမိုင်းဘေးအန်ဒီရဲ့ဒီเจ้าမို့လို့စစ်ပေအမျိုးမျိုးဒုက္ခခံစားနေရတာငတ်မှုခေါင်းပါခြင်းနဲ့ကြုံတွေ့နေရပါတယ်ရှင်သူတို့နဲ့အတူစစ်ပေခံနေရတဲ့တိုင်းရင်းသားလူမျိုးများအားရက်တည်ပေးကြရန်အတွက်မော်ဆူကနေတစ်စက်မြစ်တာရက်ခံပန်ကြားလိုပါတယ်ရှင် Constant number 8 မော်ဆူဖြစ်ပါတယ်ရှင်
number 9 20 came to buy so ye sai ban ga ro yin chin mu ne bo ba bi bi ne pe de amon net de che ba le bu so ga ro du ni ma ma tu ya tai da ye wit so che ba le me ya pai sa ne wat tha ba le di ya ni ha yin chin mu ne san a ko pho pya ba le da bo ma chung tha de ani ya pon wa ha tok pa bi yin yin mu ko pon pho ba le le be ma shi de na kuin haငကွင်းဟာငင်းချမ်းတဲ့ချမ်းသာခြင်းကိုကိုးစားပြုပေးတာဖြစ်ပါတယ်။ဒီကွင်းချိုးဝတ်ထားတာကတော့ဒီပါတွေကိုဖြစ်ဖို့ပါ။ဒီပါတွေကစပါဆိုင်တဲ့အချိန်မှာည10မိနစ်နဲ့အောင်သုံးပြတာဖြစ်ပါတယ်။ဒါတွေကိုမိန်းမတွေမိဘတွေရဲ့ရုံးပြတ်မှုနဲ့ခွန်အားကိုသိရှိရမှာဖြစ်ပါတယ်။ဒီဝတ်စုံတွေကိုလက်ကျချင်းထိုးထားပြီးတော့မှပွဲတော်တွေမှာအခမ်းအနားတွေမှာဝတ်စုံကြပြီးတော့မှဒါဟာရိုးရာအဝတ်အစားဟုတ်ပဲနဲ့ဒီချင်းမှုရဲ့ဘုံကိုထူးခြားစွာထိန်းသိမ်းထားပြီးတော့မှဝတ်စုံထားခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် But does it never not ဒီချင်းခံဖြစ်ပါတယ် Constant number 10 more play နဲ့ဖြစ်ပါတယ်ရှင်ဝစ်စုံကတော့ဘယ်ရလူကြီးဝစ်စုံဖြစ်ပါတယ်ရှင်ဝစ်စုံဝင်ရတဲ့အကြောင်းရင်းကတော့ရိုးရာကအခုခေတ်ကာလမှာလွယ်လွယ်နဲ့အမွေအနှစ်တွေကိုရှာမရတော့တဲ့အကြောင်းကြောင့်